ကားမှန်အိမ်မှန်တွေမှာအသုံးပြုကြတဲ့ window flame ကိုဘယ်လိုဖွဲ့စည်းတည်ဆောက်ထားလဲ window flame ကိုအခြေခံအားဖြင့် scratch resistant coating optical layer PET flame adhesive backing flame ဆိုပြီးတော့အလွှာ၅ခုနဲ့ဖွဲ့စည်းထားတယ်အဓိကအလွှာဖြင့် PET flame ကိုအသုံးပြုကြတယ်ဘာလို့ PET flame ကိုအသုံးပြုရလဲဆိုရင်မှန်နေမှာအသုံးပြုမှာဖြစ်တဲ့အတွက် transparent ဖြစ်ကြမယ်ပါးလွှာရမယ်ကြာရှည်ခံရမယ်အပူဒဏ်ခံနိုင်ရမယ်အပူတားဆီးပေးနိုင်ရမယ်အဲ့ဒီအတွက် PET flame ကိုအသုံးပြုတာဖြစ်တယ် quality ပေါ်မူတည်ပြီးအသုံးပြုတဲ့ PET အမျိုးအစားလဲကွဲတယ် high quality ထဲမှာဆိုရင် ceramic PET flame ကအသုံးများတယ် PET အပေါ်လွှာမှာဆိုရင် optical layer ဆိုတဲ့အလင်းအမောက်အရောင်ကိုထိန်းချုပ်တဲ့အလွှာရှိတယ်ကျွန်တော်တို့သိကြတဲ့40 60 80ဆိုတဲ့မြင်နိုင်စွမ်းအား% ကိုဒီအလွှာမှာထိန်းချုပ်တယ် optical layer အပေါ်မှာဆင်းရချက်ရမဖြစ်အောင်ကာကွယ်ပေးတဲ့ scratch resistant coating layer ရှိမယ် PET ရဲ့အောက်လွှာမှာ flame ကိုဆွဲကပ်ဖို့အတွက် adhesive ဆိုတဲ့ကော်အလွှာရှိအောင်မယ်ဗျကော်လွှာရဲ့အောက်မှာ backing flame ရှိမယ် backing flame ကကော်အလွှာကို protect လုပ်ပေးတယ်ဆိုတော့ဒါက window flame ဖွဲ့စည်းတည်ဆောက်တာပုံဖြစ်တယ်အလွှာတစ်ခုချင်းစီမှာသုံးတဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ဈေးနှုန်းနဲ့ quality တွေကွာခြားမယ်တလက်စားတယ်တော်များများကြားဖို့ကြားတယ် window flame quality ကိုတိုင်းတာတဲ့ IRR UVR VLD ဆိုတာပါလဲ IRR ဆိုတာ infrared rejection ဆိုတဲ့အပူတားနိုင်စွမ်းကိုဆိုလိုတာဖြစ်တယ်အပူတားနိုင်စွမ်းရှိမှအပူဝင်ရောက်မှုကိုထိန်းချုပ်ပေးနိုင်မှာဖြစ်တယ်နောက်တစ်ခုကတော့ UVR ဆိုတာနေရောင်ခြည်မှာပါဝင်တဲ့ UV ကိုကာကွယ်ပေးတာဖြစ်တယ်တနည်းအားဖြင့်ခင်းလွန်ရောင်ခြည်ကိုကာကွယ်ပေးတာဖြစ်တယ် VLD ဆိုတာကတော့ visible light transmission ဆိုတဲ့မြင်နိုင်စွမ်းအား percentage ကိုတိုင်းတာဖြစ်တယ်ဆိုတော့ဒီလောက်ပါပဲ